တော့တချို့သောဗီဒီယိုတွေလုပ်ထားရတယ်ရှိတယ်ကောင်းတယ်အများကြီးလုပ်ထားတယ်အဲ့တော့ကျွန်တော်ကအဲ့မှာထူးထူးခြားခြားရှိတာကကျွန်တော်တို့အနည်းငယ်လောက်ပဲရှိတယ်ကျွန်တော်နားလည်လာတာ ABISM မှာ grade exam အပြင်သူက diploma ဆိုတာရှိတယ်အဲ့ diploma အရင်စိတ်ဝင်စားဖို့ကောင်းတယ်။ဘာဖြစ်လို့စိတ်ဝင်စားဖို့ကောင်းတာလဲဆိုတော့အဲ့ဒါတွေကိုကျွန်တော်အရင်ပြောပြမယ်။အဲ့တော့ exam certificate တွေရရင်ဘာအကျိုးများရမှာလဲဆိုတော့အရင်ပြောပြမယ်နော် theory မှာ grade A ရမယ်နောက် performance exam မှာ grade A ရမယ်လို့ရှိရင်နောက်ပြီးတော့ကျွန်တော် music teacher လုပ်မယ်လို့အတွက်ဆိုလို့ရှိရင်အဲ့ certificate တောင်းတယ်။အဲ့ certificate ကလိုတယ်ပေါ့နော်။ exam တွေအပြင် diploma exam တွေ join တဲ့တယ်။ဘာဖြစ်လို့ join တဲ့တာလဲဆိုတော့တချို့တော့ဒီ30မှာတချို့တော့ diploma exam တွေကအရန်ကောင်းတယ်။ master နဲ့ level ညီတဲ့ဟာမျိုးပေါ့နော်။အဲ့လို grade ညကြီးရှိတဲ့အားတွေဆိုတော့ preparation လုပ်တင်တယ်ရှင်းပြဒါအပြင်ABISM မှာကျတော့diploma မှာ3ဆင့်ရှိတယ်အဲ့ဒါ diploma ABISM ဆိုတာရှိတယ်သူက advanced performance သူ့ရဲ့ဈေးနှုန်းတွေကတော့ပြောင်းလဲရှိတယ်သူက diploma 390ကျပ်နဲ့450ကျပ်ရှိတယ်နောက်တစ်ခုကကျတော့ LRSM ဆိုတာရှိတယ်သူကတော့ higher professional ဘယ်လို standard ဖြစ်တဲ့ဟာမျိုးပေါ့နော်သူဟာက level တစ်ခု600နဲ့900ကျပ်ရှိတယ်နောက် FRSM ဆိုတာရှိတယ်အဲ့ဒါကကျတော့ high performance teaching level အဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ် teaching level ပါလာတယ်အဲ့တော့ဒါတွေက highly recommend ပေးတယ်သဘောမျိုးပေါ့နော် ABISM ကတော့အဓိကပြောရရင်တော့ကျွန်တော်က traditionally ရောအရန်ဖြစ်တဲ့အတွက် academic ဖြစ်တယ်အဲ့တော့သူက classes များတယ်ပေါ့နော်အဲ့ကျွန်တော်ရှင်းပြရရင်ကျွန်တော်ဒီနေ့ဗီဒီယိုဒီကောင်ရှော့ပါမယ်အားလုံးအဆင်ပြေနေတယ်လို့လည်းပြောခဲ့တယ်